အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကလစာ Art Space လေးရဲ့ဒီနေရာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကလတာပြခန်းလေးကရန်ကုန်မြို့လယ်ကောင်မှာရှိတဲ့စိတ်ကမ်းသာလမ်းရဲ့အောက်ဘလော့မှာတည်ရှိပြီးဘန်ဆူဒတ်မှတ်တိုင်နဲ့နီးပါတယ်ပြခန်းလေးစီလာခြင်းနဲ့ဆိုရင်မဟာဗန္ဓုလလမ်းမပေါ်ကနေလာလို့ရသလိုကုန်တယ်လမ်းမပေါ်ကနေလည်းလာလို့ရပါတယ်ကုန်တယ်လမ်းမပေါ်ကနေလာမယ်ဆိုရင်တော့ပိုနေတာပေါ့ဘလောက်နီးလဲဆိုရင်ကုန်တယ်လမ်းကနေလာလို့စိတ်ကမ်းသာလမ်းထိပ်ကိုရောက်တာနဲ့ကလတာဆိုင်ဘုတ်ကိုဒီလိုမျိုးလှမ်းမြင်နေရမှာဖြစ်ပါတယ်အခုရောက်ရှိနေတဲ့နေရာကတော့မဟာဗန္ဓုလလမ်းမကြီးပေါ်ကစိတ်ကမ်းသာလမ်းထိပ်ကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီကနေကလတာကိုသွားမယ်ဆိုရင်နည်းနည်းအလန့်ဝေးတော့လမ်းတော့ပိုလျှောက်ရမယ်ရှောင်းရင်းနဲ့ဒေါ်ညုံမွေဟင်းကားဆိုင်ကိုတွေ့မယ်ခေပီဇက်ဘန်ကိုတွေ့ရပါလိမ့်မယ်ဆက်ရှောင်းရင်ဟိုမှာကလတာဆိုင်ဘုတ်ကိုမြင်ရပြီကလတာပြခန်းကိုဒီမုတ်ဆိုင်လေးဖွင့်ထားတဲ့အပေါက်ကနေလည်းဝင်လို့ရရနော်အပေါက်မှာမှာဆိုရင်နောက်ကိုပြန်ရှောက်အပေါ်ကိုမောကြည့်ကလတာဆိုင်ဘုတ်ရှိဒါဆိုဝင်ပေါက်မှန်ပြီပြခန်းလေးကပထမထပ်တယ်မလို့ခြေထောက်ညောင်းနေအောင်မောနေအောင်တက်ဆရာမလို့ဘူးရဲ့နည်းနည်းတက်ပြီးရင်ရောက်ကဲကလတာပြခန်းမှာကြိုးဆိုပါတယ်ကလတာမှာ special event တွေမရှိရင်တော့ collection ကားလေးတွေအမြဲတင်ထားတာမလို့ကြည့်စရာပကြီးကားကတော့အမြဲရှိနေပါတယ်เนาะပကြီးကားမကြည့်ချင်လဲစားဖတ်လို့ရပါတယ်ဒီနေ့ကျလဲတောက်လို့ရပါတယ်เนาะအခုကလစာ Art Space လေးကိုဘယ်လိုလာရမလဲဆိုတာသိပြီဆိုတော့တစ်ခေါက်လောက်အလဲလာခဲ့ကြအောင်เนาะ